Hello အားလုံးပဲမင်္ဂလာပါရှင်ကဲအဲ့တော့ HMK ဆိုင်အောင်လာဖို့အတွက်ကိုပေါ့နော်ဘယ်လိုလေးလာမလဲလို့လမ်းညွှန်လေးမေးထားတဲ့ customer တွေအတွက်ကိုဒါလမ်းညွှန်လေးပါရှင်အဲ့တော့အခုညီမလေးတို့ကပေါ့နော်ရတနာလမ်းကနေလာမယ်ဆိုလို့ရှိရင်ပေါ့နော်သူ့မင်္ဂလာလမ်းကိုဖြတ်ပြီးတော့လာပါမယ်ရှင်အဲ့တော့အခုညီမလေးတို့ကအခုလာမှာရတနာလမ်းမပေါ်ကနေလာမှာပေါ့နော်အခုတောက်လျှောက်သွားနေပါတယ်အဲ့တော့အခုလာနေရညီမတို့ရတနာလမ်းမပေါ်ပါနော်အဲ့တော့တောက်လျှောက်ရတနာလမ်းမပေါ်ကနေပြီးတော့တဲ့တယ်ပဲသွားရပါမယ်ရှင်အဲ့တော့အရှင်းမှာမီးပွိုင်လေးရှိပါတယ်အဲ့တော့အဲ့မီးပွိုင်လေးကိုဖြတ်ပြီးတော့ပေါ့နော်ရတနာလမ်းမဆိုပြီးတော့ဆိုင်းဘုတ်လေးရှိပါမယ်အဲ့လမ်းတဲ့တဲ့ကိုအမတို့လာမှာပေါ့နော်ဖြတ်ပြီးတော့လာမှာဖြစ်ပါတယ်ရှင်အဲ့တော့အခုတဲ့တဲ့လာနေပါတယ်ရှင်အဲ့တော့ဟိုဘက်မှာဆိုင်းဘုတ်လေးရှိပါတယ်နော်ရတနာလမ်းမဆိုပြီးတော့ဆိုင်းဘုတ်လေးရှိရနော်ရတနာလမ်းဆိုပြီးတော့အဲ့ဆိုင်းဘုတ်လေးကိုဖြတ်အဲ့မီးပွိုင်လေးကိုကြော်ပြီးတော့အမတို့တဲ့တဲ့လာပါမယ်ရှင်တဲ့တဲ့လာလို့ရှိလို့ရှိရင်အမတို့အမကြိုက်ကဆန်ဖျားလေးကိုတွေ့ပါလိမ့်မယ်ရှင်ကဲအဲ့တော့အမတို့တဲ့တဲ့တောက်လျှောက်လာနေပြီဆိုလို့ရှိရင်အမတို့ကြိုက်ကဆန်ဖျားကိုတွေ့ပါလိမ့်မယ်ရှင်အဲ့တော့ဟိုဘက်မှာဆိုအမတို့စုမြတ်တို့ဘာလို့ပေါ့နော်ဖက်နှက်ဆိုင်တွေပါလဲရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်အမတို့ကြိုက်ကဆန်ဖျားကဲအဲ့တော့ရောက်ပြီးမှကြိုက်ကဆန်ဖျားပေါ့နော်အဲ့တော့ကြိုက်ကဆန်ဖျားကိုအမတို့ဖြတ်ကမယ်ပေါ့နော်ကြိုက်ကဆန်ဖျားကိုတဲတယ်လေးဖြတ်ကမယ်အဲ့တော့ကြိုက်ကဆန်ဖျားကိုတဲတဲ့ဖြတ်ပြီးဆိုလို့ရှိရင်အမတို့အမကြိုက်ကဆန်ဖျားကိုတွေ့ပြီဆိုလို့ရှိရင်ဒီဘက်အချမ်းမှာပေါ့နော်ညီမလေးတို့ရဲ့ဆိုင်ကဒီဘက်အချမ်းမှာပါရှင်ဒီဘက်အချမ်းမှာပါနော်အမတိုက်ခရမ်းရောင်လေးနဲ့အမတို့တွေ့ပါလိမ့်မယ်ရှင်အဲ့တော့အခုကြိုက်ကဆန်ဖျားရောက်ပါပြီเนาะအဲ့တော့ကြိုက်ကဆန်ဖျားကိုတွေ့ပြီဆိုရင်အမတို့တဲတဲ့ထပ်ပြီးတော့ဆက်လာရပါမယ်เนาะတဲတဲ့ထပ်ပြီးတော့ဆက်လာရပါမယ်ရှင်အဲ့တော့ဆက်လာပြီဆိုလို့ရှိရင်အမတို့တိုက်ခရမ်းရောင်ကြီးပေါ့เนาะအမတိုက်ခရမ်းရောင်ယူတွေ့ပါလိမ့်မယ်ရှင်အဲ့ဒါ HMK ရဲ့တိုက်ပဲပေါ့เนาะအဲ့ဒါ HMK ရဲ့အောက်မှာဆိုင်ရှိပါတယ်เนาะအဲ့ဒါ HMK အခုရောက်ပါပြီเนาะအမအဲ့တိုက်ခရမ်းရောင်ရဲ့အောက်မှာပါเนาะဆိုင်ကန်းอ่ะเนาะအဲ့တော့ HMK ကိုရောက်ပါပြီအဲ့တော့အမတို့တဲတဲ့ရနေပြီးတော့အမတို့ဒီဘက်လေးကိုပေါ့နော်꿰ရပါမယ်ရှင်꿰ပြီးသွားပြီဆိုလို့ရှိရင်အမတို့ City Depot လေးကိုဖြတ်ပြီးတော့အရှိ2ခန်း3ခန်းကြော်လိုက်ပြီဆိုလို့ရှိရင်အမတို့ HMK ရောက်ပြီပေါ့နော်ကဲအဲ့တော့ဒါ City Depot ပါအဲ့တော့ City Depot လေးတွေ့ပြီဆိုရင်အမတို့2ခန်း3ခန်းလေးကြော်ရပါမယ်နော်အဲ့ City Depot ကိုတွေ့ပြီဆိုအမတို့ဒီမှာနော်2ခန်း3ခန်းကြော်ရင်အမ HMK ကိုရောက်ပါပြီရှင်HMK ဆိုင်ထဲကိုရောက်ပါပြီရှင်အဲ့တော့အမတို့ HMK မှာအခုဆိုရင်ပစ္စည်းအသစ်တွေလဲပေါ့နော်အစုံအစီအကုန်လုံးရောက်ထားပါတယ်ရှင်အဲ့တော့ဆိုင်ထဲမှာဒီမှာနော်အပြည့်ရှံပဲပစ္စည်းတွေလိုချင်တဲ့ပစ္စည်းပဲပြောအမတို့အစုံရမယ်ဒါဆို break shoe တွေပြီးသွားလို့ရှိရင်ဒီမှာဒါဆိုပါလေလင့်နေဒါတွေဆိုလို့ရှိရင်တိုက်တော့တွေပါရှင်တိုက်တော့တွေရှိမယ်နောက်ပြီးသွားပြီဆိုလို့ရှိရင်ဒါတွေဆိုရင် short bar တွေလင့်နေနော်အမတို့လင့်နေ short bar တွေအစုံရှိမယ်ဒီမှာဒီဘက်ဆိုဒါတွေဆိုရင် drum တွေပါရှင်အဲ့တော့ drum တွေနဲ့အစုံရှိပါတယ်ပြီးသွားရင်ဒါဆို power gun တွေပါရှင်အဲ့တော့ gun တွေလည်းအမတို့အပြည့်အရှံပေါ့နော်ပစ္စည်းအစုံအကုန်လုံးရောက်ထားပါတယ်ရှင်အဲ့တော့လိုချင်တယ်ဆိုလို့ရှိရင်09 936 4 4လုံး Viber မှာအမတို့ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်နော်